သူတို့မဆွဲလာတယ်ရေဘူးတွေမိုးရွာလို့ဟမ်ဒါကိုပြိုးတို့အဖွဲ့ပါရေဘူးတွေကိုကိုပြိုးတို့ကလှေနဲ့မတင်လာဘဲနဲ့လိုမျိုးဆွဲလာတယ်လှေဘိုးတွေပေးရတယ်ခင်ဗျာလှေဘိုးတွေပေးရတော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ကလိုပဲဆွဲလာလိုက်တော့တယ်မလူရင်ကဝိုင်းကူးမဲ့လူတွေကတော့ရှိပါတယ်မွေးတယ်ခက်ခက်ခဲပဲအခုလိုလာရတာပါကြိုက်ရေစီးကျန်းတယ်နော်ဘာပါဗလားဟဲ့အဲ့တော့မတော်တော့ဘူးလေအဲ့ရေစီးတော်တော်စီးတယ်ရေလမ်းကြောင်းလည်းမသိအကိုအဲ့ဒါမိန်လမ်းမကြီးလားဟုတ်တယ်တဲ့ရေစီးရနော်ဆရာနေအောင်ဆရာစောင်းအဲ့ရေစီးရဆရာတော်လေးနဲ့လာပြီနော်ဆရာနေအောင်ဆရာနေအောင်အကိုဟိုဘက်တည်းရောအချင်းနေဟဲ့ဆရာနေရောဟဲ့ယေယေတော်ယေနစ်တယ်နစ်ကြီးမဆရာရက်ကြီးနေတော့ဒီမှာကိုရက်နဲ့ဆိုဒီမှာကြည့်အောင်ဟုတ်ကဲ့လေဗီဒီယိုလေဗီဒီယိုဒီလိုကိုဒီတော့ဟုတ်ဒီဘက်ရှောက်ဆရာဒီဘက်ရှောက်တယ်အမှရေတွေကဆရာလမ်းနဲ့ရှောက်လမ်းနဲ့ရှောက်အကိုဟိုကဖုန်းကြီးကျောင်းလားမသိဘူးဟိုတပင်းဓမ္မလည်းလူရှိအေးအဲ့ကိုသွားမယ်လားဓမ္မရောနဲ့ကတော့ရဖို့မလဲဓမ္မရောနဲ့ဓမ္မရောနဲ့ဆရာရေကဟိုမှာကြံသေးရမလားရှင်းဆုံးသွားလဲပါလားဓမ္မရောနဲ့ရှင်းသွားလို့သွားလိမ့်မယ်ဟုတ်ကိုရေစီးရနော်ဟိုလမ်းရတဲ့ဝင်တော့ဒီကမရှိဘူးဒီနေရာကစီဆရာတို့မလဲဘိုးရှင်းသွားမလိုက်တော့ဘူးလေဟုတ်တယ်ဓမ္မရောနဲ့တန်းထူတာပြအောင်အကိုနာပဲလိုက်တော့ပဲကြောက်တယ်ရေဟိုပါဖြစ်